အားလုံးပဲမင်္ဂလာပါတာချစ်သမီးချစ်ပေါင်းတို့မတွေ့ရတာကြာသွားပြီပြီးတဲ့ဘက်တုန်းကတို့မြန်မာစာပေကိုလေ့လာတဲ့အခါမှာခေတုဒ္ဒစာပေနဲ့ယတ္တစာပေရှိတဲ့ဆိုတဲ့အကြောင်းပြောခဲ့ဒီတစ်ခေါက်တော့ဒီစာပေတွေကိုလေ့လာတဲ့အခါမှာပေါ့မြန်မာစာပေအကြောင်းတစိတစောင်းပေါ့မြန်မာစာပေကြောင့်တစိစောင်းလေ့လာတဲ့အခါမှာယတ္တတွေလည်းသိရတယ်လို့တုဒ္ဒတွေလည်းသိရတယ်ဒါပေမဲ့ဆရာတို့ကဘာတွေကလည်းခြံထားလို့မရဘူးလေလို့ဆိုတော့ခေတ်ဒီအကြောင်းလည်းပဲခြံထားလို့မရပြန်ဘူးခေတ်အဲ့တော့တို့စာပေကိုလေ့လာတဲ့အခါမှာဆရာတို့ဆရာကြီးဂုဏ်တူတဲ့နိုင်ငံတင်ပြတယ်ဥပင်အင်းတောင်ညောင်ရဲနောင်ကုန်းပေါင်ကိုလိုနီတို့များလွတ်လပ်ပြီးလို့ဆိုရယ်ပူပင်အင်းတောင်ညောင်ရဲနောင်ပူပင်အင်းတောင်ညောင်ရဲနောင်ကုန်းပေါင်ကိုလိုနီတို့များလွတ်လပ်ပြီးဆိုပြီးတော့ဆရာရွတ်ပြခေတ်ဘယ်နဲ့ခေတ်လဲလို့ဆိုတော့ခေတ်ရှိခေတ်ရဲ့အကြောင်းကိုလဲပဲဆရာတို့ဘာလို့တက်ရမလဲလို့ဆိုတော့ပြန်လည်ပြီးတော့သုံးသက်တက်ရမယ်တဲ့ခေတ်ရှိခေတ်ရှိတယ်ဆိုတဲ့အကြောင်းအဲ့ဒီခေတ်ရှိခေတ်တွေကဥပင်အင်းတောင်ညောင်ရဲနောင်ကုန်းမောင်ကိုလိုနီတို့များလွတ်လပ်ပြီးဥဆိုတာကတော့ပကံခေတ်ပေါ့ပင်ဆိုတာကပင်ရအင်းဆိုတာကအင်းဝတောင်ဆိုတာကတောင်ငူညောင်ဆိုတာကညောင်ရမ်းကုန်းဆိုတာကကုန်းမောင်ကိုလိုနီဆိုတာကတော့ကိုလိုနီလွတ်လပ်ဆိုတော့လွတ်လပ်ရေးဆိုပြီးတော့ဆရာတို့ကခေတ်ရှိခေတ်ဒုက္ခနဲ့သူအခါမှာဒုစာပေတွေဘာလို့လဲဆိုထုံးကားတယ်ပေါ့ဥမာပကံခေတ်ကိုပြန်ကြည့်မယ်ဆိုရင်ပကံခေတ်ကဘာစာပေတွေထုံးကားတယ်လဲပကံခေတ်တုန်းကအဲ့တော့ပကံခေတ်တုန်းကဆိုတော့ကျတို့ဘာတွေထုံးကားလဲဆိုတော့ကြောက်စာပေါ့ကြောက်ထက်ပေါ်မှာဒီကြောက်ပေါ်မှာဘာလို့ထားရလဲဆိုတော့ထွင်းထားအဲ့ဒီကြောက်ပေါ်မှာထုထားရေထိုးထားအဲ့လိုရေထိုးထားတာထွင်းထားထုထားတဲ့စာကိုဘာလို့ခေါ်တာလဲဆိုတော့ကြောက်စာလို့ခေါ်တယ်ပေါ့ကြောက်စာဒါပကံခေတ်ကြောက်စာတွေဖြစ်မဲလားဆိုတော့မဟုတ်သေးဘူးတဲ့သူကအဲ့ဒီမှာတော့ဆယ်ကဘာတွေထွန်းကားလာပြီလဲဆိုတော့ကြပြလင်္ကာတွေထွန်းကားလာပြီတဲ့ကြပြလင်္ကာတွေရှေးဆရာသူတွေကပြောတယ်ရှေးဆရာတွေကလည်းပြောတယ်ဘာကြပြတွေထွန်းကားလေဆိုတော့တိုးကလေးအစချီတဲ့ပုပ္ပနဲ့တောင်ပွဲကြပြတိုးကလေးအစချီတဲ့ပုပ္ပနဲ့တောင်ပွဲကြပြနောက်တစ်ခုကကြတော့လူဒီတရားအစချီတဲ့အနန္တဒုရိယမတ်ကြီးရဲ့မျက်ဖြေလင်းတာနောက်တစ်ခုကတော့ဘာလို့လဲလို့ဆိုတော့မြတ်ကန္တာဘွဲကြပြဆိုပြီးဒါပကံခေတ်စာပေရဲ့အကြောင်းပကံခေတ်တုန်းကထွန်းကားခဲ့တဲ့စာပေရဲ့အကြောင်းကိုပြန်လည်ပြီးတော့လေ့လာကြည့်ခြင်းပေါ့နောက်နေ့တွေမှာလည်းပဲဆရာတို့ဒီပညာခေတ်ကဘလို့အင်းဝခေတ်ကဘလို့တောင်လူခေတ်ကဘလို့ဆိုတာတွေကိုလည်းပဲဆက်လက်ပြီးတော့လေ့လာကြအောင်စို့ဒီနေ့တော့တောင်းနေပါလို့လဲဆိုတော့ချိန်နဲ့ရောပေါ့နော်ကျေးဇူးတင်ပါတယ်နောက်နေ့လည်းပြန်ဆုံတွေ့မယ်ခုမယ်